KPI ကြောင့်ပြောတဲ့ခါမှာကျွန်တော်မိတ်ဆွေများကိုကျွန်တော်ခဏလေးကျွန်တော်ပြောပါတယ် KPI ဒီ performance ကိုတိုင်းတာတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်အမြဲတမ်းပြောနေကြစကားတစ်ခုရှိတယ်ဒီဘက်ခေတ်မှာတထေးချင်းပြိုင်တဲ့ခေတ်ကကုန်သွားပြီတနည်းအားဖြင့်ပြောရင်ဝန်ထမ်းချင်းရှင်ပြိုင်တဲ့ခေတ်ကိုရောက်လာတယ်ဝန်ထမ်းချင်းရှင်ပြိုင်တယ်လို့ပြောတဲ့ခါမှာကျွန်တော်တို့ရဲ့လုပ်ငန်းအဖွဲ့အစည်းတွေအတွင်းမှာဘလောက်အရေးချင်းရှိတဲ့ဝန်ထမ်းတွေဘလောက်များရှိတယ်လဲဆိုတာကကိုယ့်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုကိုတိုင်းတာနိုင်တဲ့အတတ်မှတ်ချက်ပဲဖြစ်ပါတယ်ဆိုကြပါစို့ဗျာကျွန်တော်ကလည်းတထေးတစ်ယောက်နောက်ထပ်ကျွန်တော်မိတ်ဆွေတငယ်ချင်းကလည်းတထေးတစ်ယောက်ကျွန်တော်တို့ကဆေးရုံတရုံဖွင့်နေထားပါတော့ကျွန်တော်တို့ဖွင့်တဲ့ဆေးရုံမှာအကောင်းဆုံးသောဆေးပစ္စည်းအထောက်အကူပြုပစ္စည်းတွေကျွန်တော်လည်းဝယ်လို့ရတယ်လို့ကျွန်တော်တငယ်ချင်းဆေးရုံကလည်းဝယ်လို့ရတယ်ဒါပေမဲ့အဲ့ဒီပစ္စည်းတွေကိုကင်တွယ်အသုံးပြုပြီးကျွမ်းကျင်စွာယောဂရှာဖွေပေးနိုင်တဲ့ဝန်ထမ်းကောင်းတွေရှိတဲ့ဆေးရုံမှာဒါလည်းလာပြီးတော့ကျန်းမာရေးစောင့်ရှောက်မှုခံတဲ့လူနာတွေတနည်းအားဖြင့်ပြောရင် customer တွေပုံများမှာပေါ့အရေးချင်းရှိတဲ့ဝန်ထမ်းတွေကိုယ့်ရဲ့လုပ်ငန်းခွင်မှာဘယ်လောက်များရှိသလဲအဲ့ဒီပုံမှာမူတည်ပြီးတော့ပဲကျွန်တော်တို့ရှင်ပြိုင်ရတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ဒါကြောင့်မလို့အဲ့ဒီရှင်ပြိုင်တဲ့အခါမှာကျွန်တော်တို့ရှေ့မှာပြောသလိုပေါ့ကုမ္ပဏီလုပ်ငန်းစဉ်တိုင်းမှာက strategy ကရှိထားပြီးသားအဲ့ဒီ strategy တွေကိုအကောင့်ထဲပေါ်နေရတာအဲ့ဒီအဖွဲ့အစည်းအတွင်းမှာပါဝင်ပတ်သက်နေတဲ့ဝန်ထမ်းတွေဖြစ်တယ်အဲ့ဒီဝန်ထမ်းတွေကသူတို့လုပ်ကိုသူတို့တကယ်လုပ်နေသလားကျွန်တော်အများတန်းပြောနေတဲ့စကားကျွန်တော်တို့ဝန်ထမ်းတွေရဲ့ capacity တကယ်ကောင်းနေသလားကျွန်တော်တို့မှာပန်းနိုင်နေရှိတယ်လုပ်ငန်းစီးပွားရေးလုပ်ငန်းတိုင်းမှာကျွန်တော်တို့လိုချင်တဲ့ပန်းနိုင်တွေအများကြီးရှိတယ်ကျွန်တော်အများတန်းပြောပါတယ်ကို့မှာဘလို့အရေးချင်းရှိတဲ့ဝန်ထမ်းမျိုးတွေဘလောက်များရှိတယ်လဲဆိုတာအရေးကြီးတယ်ဆိုကြပါစို့ကျွန်တော်ကဒီကနေမန္တလေးကိုသွားမယ်ဗျာစိုက်ကားနဲ့သွားမလား high jet နဲ့သွားမလား express ကားနဲ့သွားမလား Lamborghini နဲ့သွားမလားကားမောင်းပြီးသွားမယ်ဆိုကြပါစို့Lamborghini နဲ့သွားရင်တော့မြန်ဆန်ရောက်မှာပေါ့ express ကားနဲ့သွားရင်တော့ maybe ရန်ကုန်မန္တလေး8နာရီ9နာရီလောက်မောင်းရမယ်စိုက်ကားနဲ့သွားရင်တော့ maybe ကျွန်တော်လည်းမသွားဘူးတော့မသိဘူးအချိန်ကာလတိုင်းတာတစ်ခုတော့ကြာမယ်ဒီလိုပဲကျွန်တော်တို့ရဲ့စီးပွားရေးလုပ်ငန်းစဉ်ထဲမှာရှိနေတဲ့ objective တွေကိုရဖို့ကျွန်တော်တို့မှာဘယ်လိုဝန်ထမ်းမျိုးတွေရှိသလဲစိုက်ကားလိုဝန်ထမ်းမျိုးတွေလား Lamborghini လိုဝန်ထမ်းမျိုးတွေလား high jet လိုဝန်ထမ်းမျိုးတွေလားအဲ့ဒီသူတို့ရဲ့အရေးချင်းသူတို့ရဲ့ qualification တွေနဲ့ပဲကျွန်တော်တို့သွားခြင်းနဲ့ business ရဲ့ objective တွေကိုမြန်ဆန်ရောက်မှာပေါ့ Lamborghini နဲ့သွားရင်3နာရီကြာမယ်စိုက်ကားနဲ့သွားရင် maybe 3ရက်ကြာမယ်ဆိုရင်ကျွန်တော်တို့ဝန်ထမ်းတွေကဘယ် level မျိုးမှာရှိတဲ့ဝန်ထမ်းမျိုးတွေဖြစ်နေတယ်လဲသူတို့အလုပ်တွေကိုသူတို့တကယ်လုပ်နေသလားတကယ်ကောထိထိရောက်လုပ်နိုင်တဲ့အခြေအနေမျိုးမှာရှိသလားဒါလေးရေးကြည့်ပါတယ်